တရုတ်ဟာစစ်အုပ်စုဘက်ကိုခြေစုံပစ်ပြီးတော့ရက်လိုက်ပြီလို့အခုထိပြောလို့မရသေးဘူးလို့ထင်ပါတယ်တော်လိုင်းအောင်မြင်ကျင်လို့ရှိရင်သူများကိုပဲအပြစ်တင်နေမဲ့အစားကိုလုတ်ဆရာရှိတာတွေကိုကိုလုတ်ကြမှာပါစစ်အုပ်စုဘက်ကပြန်ဖိလာတာပြန်တိုက်လာတာတွေကိုကြည့်လို့ရှိရင်အဲ့ဒါတွေကိုကြည့်ပြီးတော့စိတ်သက်ကြတဲ့သူတွေအများပြားရှိကြပါတယ်ဒါပေမဲ့စစ်အုပ်စုရဲ့တံမြန်ထိုးစစ်တွေကနေပြီးတော့တော်လှန်ရေးအတွက်သင်ခန်းစာယူစရာအချက်ကိုမြင်ရပါတယ်တော်လှန်ရေးအတွက်သင်ခန်းစာကောင်းတစ်ရပ်ကိုမြင်ရပါတယ်တော်လှန်ရေးအတွက်အဖို့တန်တဲ့အချက်ပေးခေါင်းလုံးတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့တော်လှန်ရေးကိုတယောက်တစ်ပေါက်လုပ်နေလို့ကတော့အောင်ပွဲရဖို့လွယ်မှာမဟုတ်ဘူးဆိုတဲ့အချက်ပေးခေါင်းလုံးတန်ပါညီညွတ်ကြဖို့တပ်ပေါင်းစုဖွဲ့ဖို့မဖြစ်မနေလိုအပ်လာပြီဆိုတဲ့သတိပေးခေါင်းလုံးတန်ပါအရင်ကဆိုလို့ရှိရင်တော်လှန်ရေးကမကြခင်အောင်တော့မှာပဲဆိုပြီးတော့စိတ်ကြီးဝင်ခဲ့ကြတဲ့သူတွေဘဝင်မြင့်ခဲ့ကြတဲ့သူတွေတချို့ရှိပါတယ်တချို့ကဆိုလို့ရှိရင် KIA နဲ့ NUG ပေါင်းတိုက်ရုံနဲ့တယ်တော်လှန်ရေးကြီးတရားလုံးအောင်မြင်တော့မယ်လို့ထင်ကြတဲ့သူတွေတောင်ရှိကြပါတယ်ဒါမျိုးတွေကအောက်ခြေမှာရှိတယ်လို့အထက်ပိုင်းမှာလည်းထင်တဲ့သူတွေကထင်ကြပါတယ်အဲ့ဒါလို့ထင်နေကြတော့ဘယ်သူနဲ့မှတပ်ပေါင်းစုဖွဲ့နေကြမလို့ငါတို့ဘာသာတိုက်မယ်လို့တွေးကြပါတယ်ငါတို့တိုက်လို့နိုင်လို့ရှိရင်ငါတို့ကဝေစုများများရလိမ့်မယ်လို့တွေးကြပါတယ်ငါတို့တိုက်လို့ငါတို့နိုင်လို့ရှိရင်မတိုက်တဲ့သူတွေကငါတို့စီမံရာနာခံကြရလိမ့်မယ်လို့တွေးကြပါတယ်အဲ့ဒီအတွေ့အဲ့ဒီအမြင်ဟာတပ်ပေါင်းစုဖွဲ့ရေးကိုအကြီးကျယ်အဟန့်တားဖြစ်စေခဲ့ပါတယ်စစ်အာဏာရှင်ကိုအဖွဲ့တိုင်းကဖြုတ်ချခြင်းကြပါတယ်အနိုင်တိုက်ခြင်းကြပါတယ်ဒါပေမဲ့ငါတို့အဖွဲ့ကခေါင်းဆောင်ပြီးတော့နိုင်လိုက်တယ်ဆိုတာမျိုးကိုပဲဖြစ်ချင်နေကြတဲ့သူတွေကအများစုပါတော်လိုင်းအောင်မြင်ငါတို့ကခေါင်းဆောင်ဆိုတာမျိုးဖြစ်ချင်နေကြတာပါရှေးရေးကိုအများကြီးကြိုတွေးပြီးတော့နေရာကြိုမှန်းနေကြပါတယ်ကြိုပြီးတော့ဗိုလ်လူနေကြပါတယ်အဲ့တော့အားကောင်းတဲ့လူနည်းနည်းလောက်နဲ့ပေါင်းပြီးတော့အားသိပ်မကြီးသေးတဲ့အသေးလေးတွေကတပ်ပေါင်းစုစကားပြောလာလို့ရှိရင်ခါချခြင်းတဲ့သူတွေကခါချခဲ့ကြပါတယ်တပ်ပေါင်းစုစကားလာပြောရင်ကိုပဲသူတို့စီကဝေစုလာတောင်းသလိုလိုတန်တဲ့မျက်လုံးနဲ့ကြည့်တဲ့သူတွေကကြည့်ခဲ့ကြပါတယ်ဟိုကောင်တွေကအဖွဲသေးတယ်အရေးမလုံးနဲ့သူတို့မပါလဲဘာမှမဖြစ်ဘူးလို့သဘောထားသူတချို့ရှိတယ်လို့ဟိုကောင်တွေကငါတို့စကားနားမထောင်ဘူးနောက်မှပြဿနာရှိနိုင်တယ်ကြီးထွားခွင့်မပေးနဲ့အခုကလေးကနှိမ်ထားဆိုတဲ့သဘောထားမျိုးတွေကိုလည်းမြင်တွေ့ခဲ့ကြရပါတယ်ဟိုကောင်တွေကတော့ငါတို့နဲ့အယူဝါဒမတူသူတို့ကိုကြီးထွားခွင့်မပေးနဲ့ဆိုတဲ့သဘောထားမျိုးကိုလည်းမြင်ခဲ့ကြားခဲ့ရပါတယ်ဒါတွေဟာတော်လန်ရေးသူတလူငါတမင်းအတွေ့ခေါ်တွေပါအခုတော့အဲ့ဒါလိုဘဝင်မြင့်လို့မရတော့ပါဘူးကြီးများနေလို့လည်းမရတော့ပါဘူးပေါင်းမလားသေမလားတခုခုကိုရွေးရမယ့်အချိန်ရောက်လာပါပြီပေါင်းချင်တပ်ပေါင်းစုဖွဲ့ကြရပါမယ်တပ်ပေါင်းစုဖွဲ့ဖို့လုပ်ငန်းစဉ်ကိုစကြရပါမယ်ဒါမှမဟုတ်မပေါင်းချင်ဘူးကိုယ့်အဖွဲ့နဲ့ကိုယ်မာနနဲ့ကိုယ်အကျိုးစီးပွားနဲ့ကိုယ်ပဲရက်ကြမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါဆိုရင်တော့တစ်ဖွဲ့စီကိုယ့်အဖွဲ့နဲ့ကိုယ်နေပြီးတော့တစ်ဖွဲ့ပြီးတစ်ဖွဲ့အသေးခံကြရမယ်လမ်းကြောင်းစီကိုရောက်ပါလိမ့်မယ်တပ်ပေါင်းစုဖွဲ့ပါလို့မင်းတို့ကတော့ပြောတာလွယ်တယ်တကယ်တမ်းလောက်ရတာကခက်တယ်လို့တချို့ကပြောကြပါတယ်မှန်ပါတယ်တပ်ပေါင်းစုဖွဲ့ရတာမလွယ်ပါဘူးအခက်အခဲအများကြီးရှိပါတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့အကျိုးစီးပွားမတူပါဘူးယက်တီချက်မတူကြပါဘူးလက်ဝဲလက်ရာနိုင်ငံရေးအမြင်မတူကြပါဘူးအဲ့ဒါကြောင့်ပေါင်းရေးဟာခက်ပါတယ်ခက်တယ်ဆိုပေမဲ့လုံးလို့မရနိုင်တဲ့အရာတော့မဟုတ်ပါဘူးလုံးကိုလုံးရမယ့်အရာပါမလုံးချင်ဘူးလားမလုံးချင်လည်းဖြစ်ပါတယ်မလုံးချင်တော့တစ်ဖွဲ့ချင်းစီအသေးခံကြရပါမယ်တစ်ဖွဲ့ချင်းစီကိုစစ်အုပ်စုကကောက်စားပါလိမ့်မယ်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကောက်စားပါလိမ့်မယ်အဲ့ဒါလို့တစ်ဖွဲ့ပြီးတစ်ဖွဲ့ကောက်စားမဲ့ဘေးအန္တရာယ်ကိုဘယ်အဖွဲ့မှတစ်ဖွဲ့ကောင်းရုံထွက်လို့မရနိုင်ပါဘူးစစ်အုပ်စုအားပြန်ကြည့်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကိုမှချမ်းသာပေးမှာမဟုတ်ပါဘူးကုန်ပြောရလို့ရှိရင်စစ်အုပ်စုခေါင်းပြန်ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုတော့အေးအေးလဲတစ်ဖွဲ့တည်းတောက်မခံနိုင်ပါဘူးအဲ့ဒီချက်ပို့ပြီးတော့ထိထိရရောက်ပြောရမယ်ဆိုလို့ရှိရင် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတက်မတော်လဲတောင့်ခံပြီးတော့ကြံမနေနိုင်ပါဘူးကြံတဲ့သူတွေကိုရှင်းပြီးလို့ရှိရင်ဝကိုရှင်းကိုရှင်းမှာပါစစ်မတိုက်ပဲထိုင်ကြည့်နေကြတာပါကျွန်တော်တို့ကဂျားနေတွေပါဆိုတဲ့ရှမ်းတောင်ရှမ်းမြောက်အဖွဲ့ကိုလည်းချမ်းသာပေးမှာမဟုတ်ပါဘူးစစ်အုပ်စုရဲ့ပြည်တွင်းစစ်ရက်စဲရေးဆိုတာအဲ့ဒါပါအရင်တော့ကလောက်ခဲ့တယ်လို့မျိုးငေးချမ်းရေးယူမယ်အပြည့်ရလို့ရှိရင်စီးပွားရေးလေးလောက်ခွင့်ပေးလိုက်မယ်ငါတို့ကတော့ AACC ချမ်းသာနေခွင့်ရလိုက်အောင်မယ်လို့တချို့စိတ်ကူးရင်နေတဲ့သူတွေရှိချင်ရှိပါလိမ့်မယ်အဲ့ဒီစိတ်ကူးရင်အိမ်မက်တွေဟာ
ဒီနေ့ခေတ်ဒီနေ့အချိန်တွေမှာအလုပ်ဖြစ်ဖို့တိတ်မရှိတော့ပါဘူးအချောင်သမားဝါဒအတွက်စစ်အုပ်စုကအရင်လိုတကားဖွင့်ပေးမှာမဟုတ်တော့ပါဘူးစစ်အုပ်စုကသူတို့ကိုယ်တိုင်ရေးထားတဲ့2008အခြေခံဥပဒေအောက်ကစစ်တပိုင်းအရက်သားတစ်ပိုင်းအစိုးရကိုတောင်မှဖျက်ပြီးတော့အာဏာသိမ်းလိုက်ခရဲကလက်နက်ကင်တပ်ဖွဲ့အားလုံးကိုဒီချိန်မှာအပြတ်ချေမှုမှုရီမန်းချက်ရှိပြီးသားပါကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒီအဖွဲ့တွေအားလုံးတညီတညွတ်ထဲဝိုင်းတိုက်ရင်စစ်အာဏာရှင်စနစ်ကိုဖျိုချနိုင်မဲ့အခွင့်ကောင်းအခြေအနေကောင်းတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့ချိန်မှာလည်းရှိနေပါသေးတယ်ဒီနေ့ချိန်တွေဟာတော်လှန်ရေးအောင်မြင်ဖို့အတွက်အခြေအနေကောင်းတွေအများကြီးရထားတဲ့အခြေအနေပါငယ်တဲ့လူကြီးတဲ့လူဆိုပြီးတော့ခွဲခြားနိုင်မယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူးအမေရိကန်လူနဲ့တရုတ်လူမပေါင်းဘူးဆိုတာမျိုးလုပ်နေလို့ရှိရင်လည်းအောင်မြင်မှာမဟုတ်ပါဘူးလက်ဝဲသမားနဲ့လက်ရသမားခွဲခြားနိုင်မယ်ဆိုလို့ရှိရင်လည်းရှေ့ဆက်တိုးနိုင်မှာမဟုတ်ပါဘူးဒီနေ့ချိန်ဟာကြီးများနေရမယ့်အချိန်မဟုတ်ပါဘူးစစ်အာဏာရှင်ကိုစန့်ကျင်သူမှန်သမျှပေါင်းစည်းညီညွတ်ကြရမယ့်အချိန်မှာတော်လှန်ရေးအဖွဲ့အချင်းချင်းအကြားမှာကိုပဲတချို့လူတွေမှာရန်ညိုးရန်စရှိကြပါတယ်တချို့လူတွေမှာမတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်တချို့လူတွေမှာနယ်မြေအငင်းပွားမှုတွေရှိကြပါတယ်တချို့လူတွေမှာသယံဇာတပြိပခါတွေရှိကြပါတယ်အဲ့ဒါတွေအားလုံးကိုယာယီခဏဘေးချထားပြီးတော့မပေါင်းမဖြစ်ပေါင်းကြရမယ်အချိန်မှာပြည်သူလူထုရဲ့မျက်နှာကိုထောက်ထားပြီးတော့ကိုယ်အချင်းချင်းအကြားကမတူကွဲပြားမှုတွေပြိပခါတွေကိုမေ့ထားကြရမယ်အချိန်မှာကိုယ်မာနတွေကိုရှော့ချပြီးတော့လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာကိုကြည့်ကြရမယ်အချိန်မှာရှေ့ရမှာအသက်ပေးပြီးတော့တိုက်နေကြတဲ့လူငယ်တွေတော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့မရတဲ့နည်းနဲ့မဖြစ်တဲ့နည်းနဲ့ပေါင်းကြရမယ်အချိန်မှာကြာဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ခေါင်းဆောင်ကြီးတွေကကိုကျိုးစွန့်အနစ်နာခံပူပေါင်းကြရမယ်အချိန်မှာပေါင်းမှုကိုဘာလို့အတင်းအဓမ္မနှိုးဆော်တိုက်တွန်းနေရတယ်လဲဆိုတော့ရှင်းရှင်းလေးပါမပေါင်းရင်အားလုံးတေချတော့မှာမဟုတ်ပါရွေးစရာလမ်းကနှစ်လမ်းပဲရှိပါတယ်ပေါင်းကြမလားအသေးခံကြမလားဒါပါပဲ